ဆုံဦးတယောက်ဟီဆူးနဲ့အဲ့ဒီကောင်လေးဟာရိုးရိုးသူငယ်ချင်းတွေပဲဖြစ်ပါစေလို့စိတ်ထဲကနေဆူတောင်းနေမိခဲ့ပါတယ်နောက်ရမနက်မှာတော့ကောင်းချုပ်ကြီးမစ္စတာကန်ရဲ့ညွှန်ကြားချက်အတိုင်းဆုံဦးဟာဟီဆူးကိုစားကောင်းတောက်ဖွယ်တွေနဲ့တီခင်းရခံခဲ့ပြီးအဲ့ဒီနောက်သူမရဲ့ဗီယိုလာတီးခတ်မှုတင်တန်းစီကိုလိုက်လံပို့ဆောင်ပေးခဲ့ပါတယ်အပြင်ဘက်ကနေကြည့်နေရတဲ့ဆုံဦးတယောက်ဟီဆူးရဲ့တီးခတ်မှုကိုငင်းမောရင်သူမရဲ့အလှတရားမှာလုံးဝမျောပါသွားခဲ့ရပါတယ်ဒါဟာဆုံဦးတယောက်မိန်းကလေးတယောက်ကိုပထမဆုံးအကြိမ်ဖြစ်ရင်ကုန်စိတ်လှုပ်ရှားစွာနဲ့ငေးကြည့်မိခြင်းလည်းဖြစ်ပါတယ်ဗီယိုလာရဲ့တာယာညစ်ညောင်းတဲ့တန်စင်တွေကဆုံဦးရဲ့နှလုံးသားကိုလှုပ်ခတ်သွားစေခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမမျှော်လင့်ထားတဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်မနေ့ကဆုံဦးပညာပေးလိုက်တဲ့လူမိုက်တွေဟာပြန်ဘက်ကောင်းကလူတွေဖြစ်နေပြီးအခုတော့သူတို့ကဒီပြဿနာကိုရှင်းဖို့ဆုံဦးကိုလာရောက်တွေ့ဆုံတာဖြစ်ပါတယ်ဆုံဦးဘက်ကသာအညံ့ခံနှောင်းပန်ရဲ့အားလုံးပြီးသွားမှာဖြစ်ပေမဲ့မာနာကြီးပြီးခေါင်းမာတဲ့ဆုံဦးကတော့ဒါကိုလုံးဝလက်မခံခဲ့ပါဘူးဒါကြောင့်အခြေအနေတွေဟာပိုပြီးတော့တင်းမာသွားခဲ့ပြီးဆုံဦးပေါ်သူတို့ရဲ့အညိုးတေးတွေပိုကြီးသွားစေခဲ့ပါတယ်အဲ့ဒီနောက်ဆုံဦးဟာအစီအစဉ်တိုင်းဟီဆူးကိုတွားကြိုခဲ့ပါတယ်ဒါပေမဲ့မမျှော်လင့်ပဲမနေ့ကကောင်လေးဟာဟီဆူးကိုလာဖို့တာကိုဆုံဦးမျက်မြင်တွေ့လိုက်ရပါတယ်ဆုံဦးလည်းမတင်ကစိတ်တွေပုံများလာပြီးသူတို့နောက်ကိုတိတ်ဆိတ်ဆောင်ကြည့်ရင်လိုက်သွားခဲ့ပါတယ်ကောင်လေးနဲ့ဟီဆူးတို့နှစ်ယောက်လုံးအိမ်ထဲကိုအတူတူဝင်သွားကြတာကိုမြင်လိုက်ရတဲ့အခါဆုံဦးတယောက်ဘာမှတွေးမနေတော့ပဲအိမ်တကားကိုရိုက်ချိုးပြီးချက်ချင်းဝင်စီးပါတော့တယ်သူထင်ထားတဲ့အတိုင်းပါပဲဟီဆူးနဲ့အဲ့ဒီကောင်လေးဟာသူငယ်ချင်းတွေမဟုတ်ပဲတကယ်ချစ်သူတွေဖြစ်နေကြတာပါဆုံဦးလည်းဒေါသတကြီးနဲ့အဲ့ဒီကောင်လေးကိုအလဲထိုးပညာပေးလိုက်ပြီးခေါင်းချုပ်ကြီးစီဖုံးဆက်သတင်းပို့ဖို့သူ့ရဲ့ဖုန်းကိုထုတ်လိုက်ပါတယ်ဒါပေမဲ့မျက်ရည်တွေနဲ့ကြောက်လန့်တုန်ရင်နေတဲ့ဟီဆူးရဲ့မျက်ဝန်းတွေကိုမြင်လိုက်ရတဲ့အခါမှာတော့ဆုံဦးရဲ့နှလုံးသားဟာအကြီးပြောသွားပြီးဖုံးဆက်ဖို့ဝေခွဲမရဖြစ်သွားခဲ့ပါတယ်အကယ်၍သူတာခေါင်းချုပ်ကြီးကိုတိုင်လိုက်ရင်ဒီမိန်းကလေးတေချာပေါက်အသက်ခံရမယ်ဆိုတာဆုံဦးသိနေတာကြောင့်ခဏတာတွေဝေပြီးနောက်မှာတော့ဆုံဦးဟာသူတို့ကိုအသက်ချမ်းသာပေးဖို့ဆုံးဖြတ်လိုက်ပါတယ်အပြန်လမ်းမှာတော့ဆုံဦးတယောက်စိတ်ရှုပ်ထွေးစွာနဲ့ကားကိုမောင်းနှင်လာခဲ့ပါတယ်ဒီလိုရှို့ဝက်ပေးလိုက်တာဟာသူ့ကိုယ်သူအနေရင်းနဲ့တွန်းပို့လိုက်တာနဲ့အတူတူပဲဆိုတာသူသိပေမဲ့ဘာကြောင့်လဲမသိသူနောင်တမရခဲ့ပါဘူးအဲ့ဒီအချိန်မှာလမ်းဘေးကစီးလူငယ်ချို့ကသူ့ကိုလာရောက်ရန်ဆက်ခဲ့ပါတယ်ဆုံဦးတယောက်ပြဿနာမဖြစ်ချင်လို့တိတ်ဆိတ်ကြော်ဖြတ်ဖို့စူးစမ်းပေမဲ့အဲ့ဒီလူငယ်တွေကပိုရဲတင်းလာပြီးကားချင်းပိတ်ဆို့ကရန်ရှာလာတဲ့အတွက်ဆုံဦးလည်းကားပေါ်ကဆင်းပြီးမျက်နှာချင်းဆိုင်ပညာပေးလိုက်ပါတော့တယ်သို့တော်လည်းအဲ့ဒီနောက်မှာပဲအခြေအနေတွေကမောက်ကမဖြစ်ကုန်ပါတယ်ခေါင်းချုပ်ကြီးမစ္စတာကန်ဟာဒေါသကြီးနဲ့ဟီဆူးရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်ဟီဆူးရဲ့မျက်နှာပြက်နေတာနဲ့သူ့ကိုရှောင်ဖယ်နေတာကိုကြည့်ပြီးမစ္စတာကန်ဟာဟီဆူးတယောက်သူ့ကွယ်ရာမှာဖောက်ပြန်နေပြီဆိုတာကိုအပိုင်ရိပ်မိသွားပါတော့တယ်တစ်ဖက်မှာတော့မိမိအိမ်မှာအနားယူနေတဲ့ဆုံဦးစီကိုမစ္စတာကန်ဆေလွတ်လိုက်တဲ့လူမိုက်အုပ်စုဟာတိတ်ဆိတ်ရောက်ရှိလာပြီးဆုံဦးကိုလှုပ်ကြံဖို့ပြင်ဆင်နေကြပါပြီ